ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကဖြတ်တောက်အားအလွန်ကောင်းတဲ့လျှက်စစ်ဝါညက်ကကြေဖြစ်ပါတယ်ရင်းမဲ့နေတဲ့ဝါပင်မျိုးမျိုးကိုအလွယ်တကူဖြတ်တောက်နိုင်တယ်လို့မာကျော်ပြီးတုတ်တဲ့တကိုင်းတလုံးတွေကိုလည်းအလှဆင်ညက်ပေးနိုင်ပါတယ်တစ်ပင်ကြုံပုတ်အသေးစားတွေကိုပါရှင်းလင်းနိုင်လို့အသုံးဝင်ပုံစုံလင်လာပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့ဝီယာရဲ့အလိုလျောက်ညှိပေးတဲ့ကိုလက်ကင်ဖြစ်ပါတယ်ကိုဝါကနတ်မူလီရဲ့အရွယ်စားလိုက်အလိုလျောက်တက်မဲ့ပေးသွားပါတယ်ရိုးရိုးကော်တွေလိုမျိုးအယူတဆိုင်နဲ့လှည့်ပြီးအရွယ်စားညှိနေစရာမလိုပါဘူးရက်ချက်စနစ်တုံးထားလို့ကျင်းမြောင်းတဲ့နေရာတွေမှာတောင်အမြင်လှည့်လို့ရပါတယ်အလုတ်တွင်ကျမှုကရိုးရိုးကော်တွေထက်အစပေါင်းများစွာတာပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့ဝီယာရက်ချက်ဝက်ဦးလေးဖြစ်ပါတယ်ကဘာပေါ်မှာအသုံးပြုရအကောင်းဆုံးဝက်ဦးလေးလို့တင်စားကြပါတယ်ဒါအပြင်သူကမီနီရက်ချက်ခေါင်းနဲ့လည်းတွဲဖက်ထားပါသေးတယ်ဒီနှစ်ခုကိုပေါင်းစပ်လိုက်ရင်တော့ဝက်ဦးလေးနဲ့ရက်ချက်ကိုကြားထဲမှာအစဉ်ပြေပြေအပြန်အလှန်ပြောင်းလဲအသုံးပြုနိုင်တဲ့စွမ်းဆောင်ရည်ဆုံးကိရိယာတစ်ခုဖြစ်လာပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့လက်လက်ပိုက်ဖြတ်ကိရိယာဖြစ်ပါတယ်ပိုက်ပေါ်မှာတိုက်ရိုက်ကလစ်ညက်လိုက်ပြီးတော့လက်နဲ့လှည့်ပြီးချက်ပေးလိုက်ရုံပါပဲတန်ပိုက်ဖြစ်ဖြစ်စတီးပိုက်ဖြစ်ဖြစ်ဒါမှမဟုတ်တခြားတတုမျိုးမျိုးကိုမဆိုအမြန်ဆုံးဖြတ်တောက်ပေးနိုင်ပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့တန်ကူကွန်ကရစ်တန်ချောင်းကြီးဆက်ဖြစ်ပါတယ်အလုတ်သမားတွေခါကုန်းပြီးထက်ခါချီနှောင်နေဖို့မလိုတော့ပါဘူးခလုတ်လေးနှိပ်လိုက်ရုံနဲ့စက္ကန့်ပိုင်းအတွင်းအလိုလျောက်ချီနှောင်ပေးသွားမှာပါအလုတ်သမားတွေရဲ့ခါယိုးနဲ့လက်ကောက်ဝတ်တံပြီးတာကိုအများကြီးတက်တာစေပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့ရေပိုက်သွားဖို့ကိရိယာဖြစ်ပါတယ်ဒါကိုလျှက်စစ်တောက်ဖောက်ဆက်မှာတက်ဆင်လိုက်ရင်ပလတ်စတစ်ပိုက်တွေကိုသွားဖို့ပေးနိုင်ပါတယ်တစ်ဖက်ကအတွင်းသွားဖို့ပြီးတစ်ဖက်ကအပြင်သွားဖို့ပေးပါတယ်ထွက်လာတဲ့သွားထူးထွက်ကစံချိန်မီပြီးချုံးမွေးလာပါတယ်ပိုက်လိုင်းတွေချိတ်ဆက်ပြီးရင်လည်းရေယိုစိမ့်မှုမရှိပါဘူး ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့မီနီစကြိုးလို့ဖြစ်ပါတယ်တင်းငယ်ရဲ့ခန္ဓာကိုယ်မှာအားကောင်းတဲ့မောင်းနေအားရှိနေပါတယ်အလေးချိန်က3.9ကီလိုဂရမ်လောက်ပဲရှိပြီးဖြတ်တောက်မှုအနက်က6.5စင်တီမီတာရှိပါတယ်တစ်သားပလတ်စတစ်ဂျစ်ပစံဘုတ်တွေကိုဖြတ်နိုင်တယ်လို့ခြံထဲကတစ်ကိုင်းတွေကိုလည်းဖြတ်တောက်နိုင်ပါတယ်အိမ်တွင်း DIY လုပ်ငန်းတွေဥယျာဉ်ခြံမြေပြုပြင်တာနဲ့တစ်သားသေးစားဖြတ်တောက်တာတွေအတွက်အဆင်ပြေပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့တန်ကြိုးကွေးကိုလက်ကင်ဖြစ်ပါတယ်ကွေးရဲ့ထိပ်ဖြားနဲ့တန်ကြိုးတစ်ဖက်ကိုချိတ်ဘေးဘက်နဲ့နောက်ထပ်တန်ကြိုးတစ်ဖက်ကိုချိတ်ပြီးဒီလိုမျိုးတစ်ဖက်ချင်းစီလှည့်ပတ်ပေးလိုက်ရင်တန်ကြိုးတွေကိုတင်းတင်းကြပ်ကြပ်နဲ့အတူတူရစ်ပတ်ပေးသွားမှာပါအလွန်ပဲမြန်ဆန်ပြီးအဆင်ပြေလာပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့လက်ချောင်းမိပါတယ်လက်အိတ်ဖြစ်ပါတယ်နှိပ်လိုက်တာနဲ့မီးလင်းလာမှာပါလက်မှာဆွတ်ထားလဲလုပ်ငန်းဆောင်ရွက်မှုအဖြတ်လက်ကိုမထိခိုက်စေပါဘူးညက်ဘက်ငားများထွက်တာပဲဖြစ်ဖြစ်ညပိုင်းအချိန်ပိုကားပြင်တာပဲဖြစ်ဖြစ်မီးလင်းဖို့အတွက်အသုံးပြုနိုင်ပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့နက်မူလီခွဲကိရိယာဖြစ်ပါတယ်ဒါကိုတန်ကြေးတက်နေတဲ့နက်မူလီပေါ်မှာညှက်ထားလိုက်ပြီးခုနဲ့ဖြည်းဖြည်းချင်းချက်ပေးလိုက်ရုံပါပဲဒီခွဲကိရိယာရဲ့တားသွားကနက်မူလီကိုနှစ်ချမ်းခွဲပစ်လိုက်မှာပါဒါကြောင့်အလွယ်တကူပဲခွာထုတ်ပစ်နိုင်ပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့တားရည်ကွင်းပိုက်ကွက်ဖြစ်ပါတယ်သူကတာမန်ပိုက်လိုင်းကိုတွေမလုံနိုင်တဲ့အလုံးများစွာကိုလှုပ်ဆောင်နိုင်ပါတယ်တက်ဆင်ပြီးရင်အလုံးတင်းကျပ်သွားမှာပါဒါကိုသုံးပြီးချုံးမွေးရဲ့ပစ္စည်းကိရိယာမျိုးစုံကိုဖြုတ်တဲ့အခါချော်ထွက်သွားမှာကိုစိတ်ပူစရာမလိုပါဘူးအားဆိုင်စရာမလိုရဲ့အပြင်မျက်နှာပြင်ကိုလည်းမချစ်မိစေပါဘူး ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့စွမ်းဆောင်ရည်ဆုံးအလိုလျောက်ညှိကိုဖြစ်ပါတယ်ဝက်အူမျိုးမျိုးနဲ့ပိုက်လုံးဝိုင်းတွေကိုအလိုလျောက်ညှိပေးပါတယ်ညက်ကွက်ရဲ့အပေါ်အောက်မျက်နှာပြင်တွေကိုချော်ထွက်ဆန့်ကျင်ရေးသွားတွေနဲ့ဒီဇိုင်းထုတ်ထားပါတယ်တင်းကျပ်စွာကိုက်မြဲပြီးချော်မထွက်ပါဘူးပိုက်ညက်အဖြစ်ရောကိုဖြစ်ပါသုံးနိုင်လို့ဖြုတ်တာတက်တာပြုပြင်တာတွေကိုဒီတစ်ချောင်းထဲနဲ့အားလုံးပြီးစီးနိုင်ပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့ဆွဲသားဖြစ်ပါတယ်ရိုးရာတဲ့အလုပ်တွေမှာတစ်သားကိုပုံဖော်ပြုပြင်တဲ့နေရာမှာသုံးတဲ့ကိရိယာပါအသုံးပြုတဲ့အခါလက်နှစ်ဖက်နဲ့လက်ကင်ကိုမြဲမြဲကင်ပြီးတစ်ကြောတိုင်နောက်ပြန်ဆွဲပေးရုံပါပဲတစ်သားမျက်နှာပြင်ပေါ်ကမလိုလားအပ်တဲ့အပိုပိုင်းတွေကိုအလွယ်တကူဖယ်ရှားပေးနိုင်လို့ညီညာတဲ့မျက်နှာပြင်ဒါမှမဟုတ်အကွေးဝိုင်းမျက်နှာပြင်တွေကိုပြုပြင်ပုံဖော်ပေးနိုင်ပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့ဇုံထွင်းသားဖြစ်ပါတယ်ရိုးရာတဲ့အလုပ်တွေမှာတစ်သားဆုံးတွေတစ်သားပြားတွေကိုလုပ်တဲ့နေရာမှာသုံးတဲ့ကိရိယာပါအသုံးပြုတဲ့အခါဓာတ်သွားကတစ်သားဆုံးရဲ့အတွင်းနံရံအတိုင်းရေးထုတ်ပေးပြီးမလိုတဲ့တစ်သားတွေကိုတဆဆနဲ့ထွင်းထုတ်ပေးသွားမှာပါနောက်ဆုံးမှာတော့ချုံးမွေးလာပါတဲ့အတွင်းကွေးပုံတန်ထန်ကိုရရှိစေပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့ချစ်သားဖြစ်ပါတယ်လက်နှစ်ဖက်နဲ့ဆွဲပြီးအသုံးပြုရတာဖြစ်ပြီးချစ်သားရဲ့အနားသက်ကတစ်ကြောတိုင်ချစ်သားမျက်နှာပြင်ပေါ်ကအဖို့အထစ်တွေနဲ့အကျန်းတွေကိုချစ်ထုတ်ပေးသွားတာပါဒါကြောင့်မို့အလုံနုညံ့ချုံးမွေးရဲ့မျက်နှာပြင်ကိုရရှိစေပါတယ်အထူးသဖြင့်ပြီးတောက်သားကျွန်းသားလိုမျိုးမာကျောရဲ့တစ်သားထည်တွေကိုအချောကင်တဲ့နေရာမှာသုံးပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့အကွေးသုံးတီးတန့်ချစ်သားဖြစ်ပါတယ်တာမန်ချစ်သားပြားတွေနဲ့မတူပဲသူ့ရဲ့ဓာတ်သွားကိုတတ်မှတ်ထားတဲ့အကွေးပုံစံအတိုင်းကြိုတင်ပြုလုပ်ထားတာမလို့ကွေးညွန့်နေရဲ့မျက်နှာပြင်တွေနဲ့အဝိုင်းထောင်းတွေကိုပြုပြင်တဲ့နေရာမှာတီးတန့်သုံးတဲ့ကိရိယာပါ ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့ဓာတ်တင်သားတို့ဓာတ်သွေးတန်ချောင်းဖြစ်ပါတယ်သုံးလုံးနေရဲ့ဓာတ်တွေကိုဓာတ်သွားအသစ်ပြန်ဖော်ပေးတဲ့နေရာမှာတီးတန့်သုံးတဲ့ကိရိယာပါဒီဓာတ်တင်သားရဲ့မာကျောမှုကအလုံးမြင့်မားပါတယ်အသုံးပြုတဲ့အခါအရင်ဦးဆုံးဟင်းချက်သားကိုတီးတန့်သားသွေးခုံမှာအသေးပစ်ထားလိုက်ပြီးလက်နှစ်ဖက်နဲ့ဓာတ်တင်သားကိုကင်ကဓာတ်သွားအတိုင်းအထက်အောက်ချစ်ပြီးပြုပြင်ပေးရပါတယ်ဒါဆိုရင်ဟင်းချက်သားရဲ့ဘေးနှစ်ဖက်ကမလိုလားအပ်တဲ့တတုတွေကိုတဆဆချစ်ထုတ်ပေးသွားပြီးဓာတ်သွားအသစ်ပြန်ပွင့်လာတဲ့အာနိသင်ကိုရရှိစေပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့အဆောင်ဖြတ်တာတို့အဆုံးသက်တာဖြစ်ပါတယ်သူ့ရဲ့အဓိကအစိပ်ပိုင်းကတော့လဲလှယ်လို့ရတဲ့ကာဘိုက်တတုဆက်ဓာတ်သွားပဲဖြစ်ပါတယ်ဓာတ်သွားရဲ့အနားသက်ကအလုံးထက်မြက်လာပြီးခပ်ဖို့ဖို့လေးဆွဲပေးလိုက်ရုံနဲ့တတုအနားသက်တွေမှာရှိတဲ့အဆောင်ကျန်းတွေကိုချစ်ထုတ်ပေးနိုင်ပါတယ်တစ်ချိန်တည်းမှာပဲချုံးမွေးရဲ့အဝိုင်းထောင်ဒါမှမဟုတ်အဆောင်ထောင်ကိုဖြစ်ပေါ်စေပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ
ဒါကတော့လက်တွန်းလက်ရွေဖြစ်ပါတယ်လက်နှစ်ဖက်နဲ့ရွေပေါ်ကိုကင်ပြီးရှေ့ကိုတွန်းပေးလိုက်ရင်ရွေသားကတစ်သားမျက်နှာပြင်ပေါ်ကအပိုတွေကိုရွေထုတ်ပေးသွားမှာပါညီညာကျော်မွေးရဲ့မျက်နှာပြင်ကိုရရှိစေမယ့်အပြင်တစ်ဆက်တည်းလိတ်တက်လာတဲ့တိရွေစတွေကိုထွက်လာစေပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့လက်ဖိစနစ်အချောကင်ကိရိယာဖြစ်ပါတယ်တစ်ကြောတိုင်ဆွဲပေးရတာဖြစ်ပြီးအကျယ်ဝင်းကြီးမားတဲ့တစ်သားပြားမျက်နှာပြင်တွေကိုညီညာစွာတိုက်စားပေးနိုင်ပါတယ်ရွေချောင်းရာတွေနဲ့အဖို့အထစ်တွေကိုဖယ်ရှားပေးလို့နုညံချောမွေးရဲ့ရလက်ကိုရရှိစေပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့အဝိုင်းရည်ဖြစ်ပါတယ်ရွေပေါ်ရဲ့အောက်ခြေကအတွင်းဘက်ကိုခုံးဝင်နေတဲ့အကွေးပုံစံဖြစ်ပြီးဓာတ်သွားကိုလည်းအလားတူအကွေးပုံစံတွေးထားတာပါဒါကြောင့်မို့ရွေထုတ်တဲ့အခါကွေးညွတ်နေတဲ့မျက်နှာပြင်ပေါ်မှာတည်ငြိမ်စွာကပ်မိနေစေပြီးထွက်လာတဲ့အဝိုင်းပုံတန်ထန်ကိုညီညာမှုရှိစေဖို့အာမခံချက်ပေးနိုင်ပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့အသေးစားအချောကန်ရည်ဖြစ်ပါတယ်တစ်အလုပ်တွေမှာသုံးငယ်သေးငယ်ပြီးတီးကြတဲ့အသေးစားပြုပြင်ရေးကိရိယာပါတကူလုံးအရွယ်စားကအလွန်သေးငယ်လို့နေရာကွက်ကွက်လေးတွေထောင်ဆုံးတွေအကွေးဝိုင်းတွေဒါမှမဟုတ်အပြစ်အနာစာရှိတဲ့နေရာတွေကိုအကောင်းဆုံးပြုပြင်ပေးနိုင်ပါတယ်မျက်နှာပြင်ကိုမှန်ချက်တစ်ခုလိုမျိုးပြောင်းကျိုးနေတဲ့အာနိသင်ကိုရရှိစေပါတယ် ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့တစ်သမားသုံးမင်ကြိုးဦးဖြစ်ပါတယ်အသုံးပြုတဲ့အခါကွမ်းကြိုးကိုမင်ရည်တွေအဝါတိုက်စိန်လိုက်ပြီးတင်းတင်းဆွဲပြီးတစ်သားပေါ်ကိုဖျက်ခါချလိုက်ရင်ဖြောင်ဆင်းနေတဲ့မင်ကြောင်းရာထင်ကြံရိပ်ခဲ့မှာပါ ဒါကဘာထူးဆန်းတဲ့ကရိယာလဲ ဒါကတော့လက်ဆွဲလုံသွားဖြစ်ပါတယ်အလွန်ရှိကြတဲ့လက်လော့ပေါက်ဖောက်ကိရိယာတစ်ခုပါလက်နဲ့ကက်လန့်ဖြတ်တံကိုအရှိအနောက်အပြန်လန်ဆွဲပေးလိုက်ရင်ကျိုးကလွန်တံကိုအချိန်ပြင်းပြင်းနဲ့လဲပတ်စေမှာပါလွန်တံရဲ့အောက်ခြေမှာရှိတဲ့လွန်သွားကလဲပတ်ရင်းနဲ့တစ်ဖက်ကလည်းအောက်ကိုဖိချပေးသွားတာမလို့တစ်သားပေါ်မှာဝိုင်းဆက်ပြီးစံချိန်မီတဲ့အပေါက်တွေကိုဖောက်ပေးနိုင်ပါတယ် ဒါကဘာစံပြတဲ့ကရိယာလဲ ဒါကတော့လှည့်ပတ်ဖြတ်တောက်တဲ့စိန်ဖန်ဖြတ်တာဖြစ်ပါတယ်သူ့ရဲ့အဓိကရှိုးဝက်ချက်ကတော့လူလုံးစိန်လုံးလေးတွေမြုပ်နှံထားတဲ့လှည့်ပြီးလုံးလေးပါပဲမာဆင့်အလုံးမြင့်မားတာကြောင့်လှည့်လိုက်တဲ့အခါဖန်မျက်နှာပြင်ပေါ်မှာတင်းငယ်တဲ့အကြောင်းလေးတွေဖြစ်ပေါ်စေပြီးအပြင်ကနေအားနေနေပေးလိုက်တာနဲ့အကြောင်းတိုင်းတိတိကျကျပြတ်ထွက်သွားစေတာဖြစ်ပါတယ် ဒါကဘာစံပြတဲ့ကရိယာလဲ ဒါကတော့စက်ဝိုင်းပုံဖန်ဖြတ်ကိရိယာဖြစ်ပါတယ်သူ့ရဲ့တိဆောက်ပုံကတကယ်ကိုရိုးရှင်းပါတယ်ဟိုချက်အဖြစ်ထိမ့်ပေးမဲ့စုပ်ခွက်တစ်ခုကွန်ပါဘူးလိုမျိုးတတုတန်တစ်ခုနဲ့အဖျားမှာပါတယ်စိန်ဖန်ဖြတ်တာကောင်းတို့နဲ့ဖွဲ့စည်းထားတာပါအသုံးပြုတဲ့အခါတားကောင်းကိုကင်ပြီးသတ်မှတ်ထားတဲ့စက်ဝိုင်းချင်းဝက်တိုင်းဖြည်းဖြည်းနဲ့ညီညီညာညာလေးလှည့်ပေးရုံပါပဲဒါဆိုရင်ဖန်ပေါ်မှာမိုက်ခရိုမီတာအဆင့်အကြောင်းလေးထင်သွားပြီးဖျားပေးလိုက်တာနဲ့အဲ့ဒီအကြောင်းတိုင်းတဘာဝအတိုင်းဝိုင်းစကောနေအောင်ပြတ်ထွက်လာမှာဖြစ်ပါတယ် ဒါကဘာစံပြတဲ့ကရိယာလဲ ဒါကတော့လက်မင်းတစ်ချမ်းသားရည်လီတာဖြစ်ပါတယ်သူ့ရဲ့တားသွားကအဝိုင်းကွေးပုံစံရှိပြီးဓာတ်ကိုယ်တွေကကျဲပြီးထုထည်စီလို့အောက်ခြေလေးပါတယ်တားရည်ဖြတ်တဲ့အခါတာမန်သားတွေလိုရှေ့နောက်အထက်ထက်တိုက်နေဖို့မလိုပါဘူးလက်ဖွားနဲ့ရှေ့ကိုခတ်တာလေးတွန်းလိုက်ုံနဲ့တင်တားရည်ကိုတစ်ချက်တည်းနဲ့အဆအဆုံးပြတ်တောက်သွားစေတာပါပြတ်သားမှုကတန်ရှင်းတက်ရက်ပြီးကြည့်ရတာတကယ်ကိုစိတ်ပန်းပြေစေပါတယ် ဒါကဘာစံပြတဲ့ကရိယာလဲ ဒါကတော့တားရည်အနာပါလီတာဖြစ်ပါတယ်တားရည်ရဲ့အနာသက်တွေကိုပါလွာသွားအောင်ချစ်ထုတ်တဲ့နေရာမှာအဓိကသုံးတဲ့ကိရိယာပါဓာတ်ကောင်းကကျဲပြီးပြားတဲ့နှစ်ဖက်သွားတိဆောက်ပုံမျိုးဖြစ်ပြီးဓာတ်သွားကအလွန်ထက်မြက်ပါတယ်အပေါ်ကနေတောင်လိုက်ဖိပြီးရှေ့ကိုတွန်းပေးုံနဲ့တားရည်နားတွေကိုစောင်းစောင်းလေးပါသွားအောင်အလွယ်တကူလိထုတ်ပေးနိုင်ပါတယ် ဒါကဘာစံပြတဲ့ကရိယာလဲ ဒါကတော့အယိုးချစ်တားရည်ခွာတာဖြစ်ပါတယ်ဓာတ်ကိုယ်တွေကကျင်းမြောင်းရှည်ရပြီးဓာတ်ဖျားကခြုံထက်ပါတယ်ဓာတ်သွားရဲ့အကွေးဆန်းကမြင်သာစီးဆင်းမှုရှိပါတယ်အသားနဲ့အယိုးကိုခွဲထုတ်တဲ့နေရာအယိုးချစ်တာအသားလွာတာအမြေးပါးနဲ့အစီခဲတွေကိုဖယ်ရှားတဲ့နေရာတွေမှာအထူးအသုံးပြုပါတယ်။ချက်ပဲအယိုးထုတ်တာနဲ့နားသားလွာတာမျိုးလိုမျိုးအနုစိတ်လုပ်ငန်းတွေအတွက်လည်းတကယ်ကိုအသုံးတည့်လာပါတယ် ဒါကဘာစံပြတဲ့ကရိယာလဲ ။ဒါကတော့ရှေးဟောင်းခေါက်မုတ်စိတ်ရိတ်တာဖြစ်ပါတယ်။ခောက်လို့ရတဲ့ဓာတ်သွားနဲ့လက်ကင်တို့နဲ့ဖွဲ့စည်းထားတာပါ။အဓိကကတော့ကတုံးတုံးတာမုတ်စိတ်မွေးနှုတ်ခမ်းမွေးရိတ်တာနဲ့ဆန်ဆက်တနာခမ်းနားသက်တွေကိုတက်တက်ရရပြုပြင်တဲ့နေရာမှာသုံးပါတယ်။ဒီလိုဒေတာမျိုးဟာရိုးရာဆုံးမြက်ကဘာရဲ့ပြဓာတိုင်တစ်ခုဖြစ်ပြီးအခုခေတ်မှာတော့ရှေးဟောင်းဆန်ဒီဇိုင်တွေကလွယ်ရင်မြင်တွေ့ရဖို့တော်တော်လေးရှားသွားပါပြီ။ ဒါကဘာစံပြတဲ့ကရိယာလဲ ဒါကတော့ဓာတ်ကွေးဖြစ်ပါတယ်။ဓာတ်ကိုယ်တွေကကျဲပြီးအဖျားကကွေးညွတ်နေတဲ့ပုံစံရှိပါတယ်။ဓာတ်သွားကထက်မြက်ပြီးအလေးချိန်ကအရှိတ်ဘက်မှာရှိပါတယ်။ခုတ်လိုက်တဲ့အခါအရှိန်ဟုန်ကြောင့်တစ်သားတွေကိုအလွယ်တကူစိုက်ဝင်သွားစေနိုင်ပါတယ်။ဒီလိုအကွေးဒီဇိုင်းကဘေးတိုက်ခုတ်လို့ရယုံတင်မကပဲဓာတ်ကွေးလိုမျိုးတစ်ကိုင်းတွေနွယ်ပင်တွေကိုဆွဲလိဖြတ်တောက်ဖို့အတွက်ပါပစုံသုံးလို့ရပါတယ် ဒါကဘာစံပြတဲ့ကရိယာလဲ ။ဒါကတော့တာမန်အိမ်သုံးဟင်းချက်ဓာတ်တစ်လက်ပဲဖြစ်ပါတယ်။ရေတန့်ဘူးကိုအလွယ်တကူပြတ်သွားအောင်လိပြနိုင်တာကတော့ဓာတ်ကိုတေချာသွေးထားလို့ပဲဖြစ်ပါတယ်။ယူကပေဒသဘောတရားအရဖျားတစ်ခုထဲမှာတက်ရောက်မှုဣရိယာကိုရှော့ချလိုက်ရင်ဖျားနှုံးပိုကြီးလာတယ်ဆိုတာလူတိုင်းသိကြပါတယ်။ဓာတ်သွေးတယ်ဆိုတာဓာတ်သွားရဲ့တက်ရောက်မှုဣရိယာကိုရှော့ချပေးုံတင်မကပဲဓာတ်သွားနာကိုပုံမူညီညာသွားစေတာကြောင့်အခုလိုရေတန့်ဘူးကိုစက်ကူလိုဖြတ်ပစ်နိုင်တဲ့အစွမ်းထွက်လာတာဖြစ်ပါတယ်။ ဒါကဘာစံပြတဲ့ကရိယာလဲ ဒါကတော့လွတ်သွေးစိန်ပိုင်ဖြစ်ပါတယ်။လက်လွှတ်တွေရဲ့လွတ်သွားတွေကိုပြန်လည်ထက်မြက်လာအောင်တိုက်ချွတ်ရတဲ့အထူးသုံးဖိုင်နှုံးကြောက်ဖိုင်ဖြစ်ပါတယ်။တာမန်ဓာတ်သွေးကြောက်တွေနဲ့ရှင်ရင်သူကလွတ်သွားတွေရဲ့ထောင်ဆောင်လေးတွေကိုပုံမူတိတိကျကျပြုပြင်ပေးနိုင်ပါတယ်။သွေးပြီးသွားတဲ့လွတ်ဟာဖြစ်တောက်တဲ့အခါပုံမူချုံးမွေသွားပြီးညှညက်တာမျိုးလည်းမဖြစ်တော့ပါဘူး။ ဒါကဘာစံပြတဲ့ကရိယာလဲ ဒါကတော့နေရန်ဖြက်ဆက်ဖြစ်ပါတယ်။သူ့ရဲ့အဓိကတက်ကတော့စိန်သွားတွေတက်ဆင်ထားတဲ့စက်ဝိုင်းပုံလွတ်ပြားကြီးပဲဖြစ်ပါတယ်။မော်တာကနေလွတ်ပြားကိုအရှိန်ဟုန်ပြင်းပြင်းလဲပတ်စေပြီးနေရန်တွေကိုဖျက်တောက်တာဖြစ်ပါတယ်။ဖျက်လိုက်တဲ့မျက်နှာပြင်ဟာချုံးမွေညီညာယုံတင်မကပဲနေရန်တစ်ခုလုံးကိုတုံခါပြီးဒုတိယအကြိမ်ပျက်စီးတာမျိုးမဖြစ်စေပါဘူး။တန်ကူကွန်ကရစ်တွေအုပ်နီနေရန်တွေနဲ့ဘီလက်မြေနေရန်တွေကိုအေးစေးပဲဖျက်တောက်နိုင်စွမ်းရှိပါတယ်။ ဒါကဘာစံပြတဲ့ကရိယာလဲ ဒါကတော့လက်လက်ပိုက်ဖြက်ကကြေးဖြစ်ပါတယ်။တန်ပိုက်စတီးပိုက်ဖြစ်ဖြစ်တခြားဘလို့တတုပိုက်မျိုးပဲဖြစ်ဖြစ်ပိုက်မှာညက်ပြီးကြက်လိုက်ယုံနဲ့လက်နဲ့လက်ယုံယုံနဲ့တင်လျင်မြန်စွာဖျက်တောက်နိုင်မှာပါ။
အရွယ်စားသေးငယ်ကြစ်လက်ပြီးတည်ဆောင်ရတာလည်းအလွန်လွယ်ကူပါတယ် ဒါကဘာစံပြတဲ့ကိရိယာလဲ ဒါကတော့လက်ချောင်းမိပါတယ်လက်အိတ်ဖြစ်ပါတယ်ညက်ဘက်အချိန်ပိုဆင်းပြီးကားပြင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ညက်ဘက်အပြင်ထွက်ငားများတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်အလင်းရောင်ရဖို့အသုံးပြုနိုင်ပါတယ်တစ်ချက်နှိပ်လိုက်ရုံနဲ့မီးလုံးနှလုံးလင်းလာမှာဖြစ်ပြီးလက်မှာဆွတ်ထားရုံနဲ့လှုပ်ဆောင်ချက်တွေရဲ့လှုပ်ရှားမှုကိုလည်းလုံးဝထိခိုက်မှုမရှိစေတာကြောင့်တကယ့်ကိုအသုံးဝင်ပါတယ် ဒါကဘာစံပြတဲ့ကိရိယာလဲ ဒါကတော့ဒူးထောက်လို့လဲရထိုင်လို့လဲရတဲ့လူပြင်းထိုင်ကုန်ဖြစ်ပါတယ်ခြေထောက်ကိုဒီထဲထည့်ပြီးကက်ခွာကျိုးနဲ့ချီနှောင်ထားရုံပါပဲဒါဆိုရင်ဒူးထောက်ပြီးအလုံးလုံးလို့ရပြီပေါ့ဒူးထောက်လိုက်တဲ့အခါနောက်ကအထောက်ကူပြုတိုင်ကအလိုလျောက်ပွင့်ထွက်သွားပြီးခုံနှိပ်လေးဖြစ်သွားစေပါတယ်ဒါကြောင့်ဒူးကောင်းပေါ်ကြားရောက်မဲ့ဖိအားတွေကိုထိုင်ခုံအောက်ခံစီခွဲဝေပေးသွားမှာပါစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်တာပဲဖြစ်ဖြစ်အိမ်လဆင်ပြီးကြွေပြားကတ်တာပဲဖြစ်ဖြစ်အသုံးပြုရတာတကယ့်ကိုအဆင်ပြေပါတယ် ဒါကဘာစံပြတဲ့ကိရိယာလဲ ဒါကတော့တန်ဝါယာကျိုးရစ်တဲ့ကလိုင်းပလာဖြစ်ပါတယ်တကယ်လို့အကိုတို့ကကက်ကျေးတို့မဟုတ်ပလာယာတွေနဲ့အားဆိုင်ပြီးတန်ကြိုးတွေကိုခက်ခက်ခဲခဲချီနှောင်နေတော့ဆိုရင်တော့ခင်းနောက်ကျနေပါပြီအခုခေတ်မှာတော့ဒီလိုတန်ကြိုးတန်ဝါယာကျိုးရစ်တဲ့ကိရိယာကိုသုံးနေကြပါပြီကိရိယာရဲ့ထိပ်ပိုင်းကတန်ကြိုးကိုချိတ်တခြားတစ်ဖက်ကလည်းနောက်တန်ကြိုးတစ်ခုကိုချိတ်ပြီးတစ်ပတ်ချင်းစီလှည့်ပေးလိုက်ရုံနဲ့လျင်မြန်စွာရစ်ပတ်သွားမှာဖြစ်ပါတယ်လုပ်ငန်းတွင်ကျဲမှုနှုန်းအလုံးမြင့်မားပါတယ် ဒါကဘာစံပြတဲ့ကိရိယာလဲ ဒီရွှင်ဈေးလိုအရာဝတ္ထုကတော့တတုကဟေဆက်ကောဖြစ်ပါတယ်တတုရဲ့ပဲ့ကြွေနေတဲ့နေရာတွေမှာဖြစ်ဆွတ်ပေးပြီးအလိုရှိရာပုံတန်ထန်လေးညှစ်ဖော်ပေးလိုက်ရုံပါပဲသူက6တွေ့မှာကြောသွားတဲ့အခါအပေါက်ဖာထားတဲ့နေရာကညင်ညာပြီးမာကြောသွားမှာဖြစ်ပါတယ်ဘလို့ပဲထုထုပုံပြတ်သွားခြင်းမရှိပါဘူးတင်းငယ်တဲ့အိမ်သုံးပစ္စည်းတွေကျွေတဲ့ပလတ်စတစ်ကနေစလို့အကြီးစားတတုအပိုးပစ္စည်းအပေါက်တွေအထိအကုန်သုံးပြုနိုင်ပါတယ် ဒါကဘာစံပြတဲ့ကိရိယာလဲ ဒါကတော့တမူလီခေါင်းဖြတ်ကိရိယာဖြစ်ပါတယ်တန်ကျေးတက်နေတဲ့မူလီခေါင်းပေါ်မှာညှက်ထားပြီးဂလိုင်းပလာတို့မဟုတ်လက်ကင်နဲ့ဖြည်းဖြည်းချင်းချက်ပေးလိုက်ရုံပါပဲတစ်ဖက်ကအကွဲသွားပြီဆိုရင်တော့နောက်တစ်ဖက်ကိုပြောင်းပြန်လန်ပြီးပြန်လုပ်ပါတန်ကျေးတက်နေတဲ့မူလီခေါင်းတွေကိုအလွယ်တကူဖြုတ်ယူနိုင်မှာဖြစ်ပါတယ် ဒါကဘာစံပြတဲ့ကိရိယာလဲ ဒါကတော့ရေပိုက်ရဲ့ကြောင်းဖော်ကိရိယာဖြစ်ပါတယ်ဒါရှိပြီးရဲ့နောက်မှာတော့ရေပိုက်တွေဆက်ဖို့အတွက်အပူပေးဆက်တွေမလိုတော့ပါဘူးတစ်ဖက်ကအတွင်းရဖော်နိုင်ပြီးနောက်တစ်ဖက်ကတော့အပြင်ရဖော်နိုင်ပါတယ်လက်သုံးလျက်စစ်တောက်ရိုက်ဆက်နဲ့တွဲဖက်ပြီးတိုက်ရိုက်အသုံးပြုနိုင်တာပါဒါအပြင်ထွက်လာတဲ့ရေကြောင်းတွေကစံချိန်စံညွှန်းလဲမီချုံမွေးမှုလည်းရှိပါတယ်ပိုက်တွေကိုချိတ်ဆက်တဲ့အခါရေတစ်ဆက်မှယိုစိမ့်မှုမရှိစေရပါဘူး ဒါကဘာစံပြတဲ့ကိရိယာလဲ ဒါကတော့ပါဆက်အလိုလျောက်ညိကလိုင်းပလာဖြစ်ပါတယ်လက်နဲ့လက်ပတ်ပြီးအကျယ်ဝင်းညိနေစရာမလိုပဲပလာယာပါဆက်ရဲ့အရွယ်စားကိုအလိုလျောက်ပြောင်းလဲပေးနိုင်ပါတယ်အရွယ်စားကိုမြ мян ဆန်ဆန်ညှိပေးနိုင်တယ်လို့အလိုလျောက်ညက်ပေးတဲ့လှုပ်ဆောင်ချက်လည်းပါဝင်ပါတယ်ဆိုလိုအားကတော့ဘလိုမူလီမျိုးနဲ့ပဲတွေ့တွေ့တိုက်ရိုက်ချက်ပြစ်လို့ရတာကြောင့်လုပ်ငန်းတွင်ကျဲမှုနှုန်းကတာမန်ကလိုင်းပလာတွေထက်3ဆမကပုံပုံမြန်ဆန်ပါတယ် ဒါကဘာစံပြတဲ့ကိရိယာလဲ ဒါကတော့မီနီတန်ကြိုးလို့ဖြစ်ပါတယ်တင်းငယ်ကြစ်လက်ပြီးအလုံးထက်မြက်လာပါတယ်အဓိကကတော့ပေါ်ပါပြီးတည်ရလွယ်ကူတာပါပဲအိမ်တွင်း DIY လုပ်ငန်းတွေလုပ်ဖို့ channel ကတကိုင်းတွေဖြတ်တောက်ဖို့နဲ့လက်သမားလုပ်ငန်းသုံးတစ်သားစားအသေးစားလေးတွေဖြတ်တောက်တဲ့နေရာမှာအလွန်တင့်တော်ပါတယ် ဒါကဘာစံပြတဲ့ကိရိယာလဲ ဒါကတော့အိမ်သုံးအသေးစားမီးတောက်ခေစော်တင်နေဖြစ်ပါတယ်သူ့ကိုအသေးလေးဆိုပြီးရှော့မတက်ပါနဲ့မီးရှင်ကတော့တကယ့်ကိုပြင်းထန်လုံးပါတယ်ခဏချင်းအတွင်းမှာတင်အပူချိန်ဒီဂရီစင်တီဂရိတ်နဲ့ထောင်ကျော်အထိရောက်ရှိနိုင်ပါတယ်ဒါအပြင်တာမန်မီးတောက်နဲ့မီးရှင်ပြင်းဆိုပြီးမီးမျိုးစားနှစ်မျိုးရွေးချယ်နိုင်ပါသေးတယ်အိမ်မှာမီးညိတာစီကရက်ညိတာချင်းစေးခွေညိတာကနေစလို့ဝက်ချေထောက်ကင်တာရွှေငွေကြေးတန်အလူမီနီယံခေစော်တာအထိစတီးစလုံး9လုံးလောက်ဖာဖို့ဆိုတာလဲဘာပြဿနာမှမရှိပါဘူးအောက်ခြေမှာကက်စပြန်ဖြည့်ရဲ့အပေါက်ပါဝင်တာကြောင့်အချိန်ချင်းကက်စပြန်ဖြည့်ပြီးအသုံးပြုနိုင်ပါတယ် ဒါကဘာစံပြတဲ့ကိရိယာလဲ ဒါကတော့လျှက်စစ်တောင်းနဲ့တွဲသုံးတံပြားဖြတ်ဆက်ဖြစ်ပါတယ်သူ့မှာဘီလုံးနဲ့လုံးပါဝင်ပြီးအသုံးပြုတဲ့အခါလျှက်စစ်တောက်ရိုက်ဆက်မှာတိုက်ရိုက်ချိတ်ဆက်အောက်ကဆက်ပရင်ကိုလည်းတေးသေးချာချာတက်ဆင်လိုက်ရုံနဲ့လျှက်စစ်ဖြတ်တောက်မှုကိုရရှိစေမှာပါစတီးပြားတံပြားကြေးပြားအလူမီနီယံပြားတို့ပြားတွေပဲဖြစ်ဖြစ်ဘာပဲဖြတ်စက်ကူညက်ရတယ်လို့မျိုးအလွယ်တကူဖြတ်တောက်နိုင်မှာဖြစ်ပါတယ်သူကအဖြောင်းတင်မကပဲအကွေးကောက်တွေပါဖြတ်နိုင်တာကြောင့်ဘလို့ပုံတန်ထန်မျိုးမဆိုအေးဆေးဖြတ်တောက်နိုင်ပါတယ်နော်